I don't promise skies without rain or a life untouched by pain, but I promise to stand through the storm, to hold you when the night feels long. I won't be perfect, but I'll be true, and every day I'll choose you, not just in joy, but when it's hard, I'll love you with my whole heart. This is my vow before the King, to love you more than anything, to walk in grace, to serve, forgive, to lay. ကောင်းမြတ်ဆုံးတော်မူ၍တကူတော်နာနဲ့ပြည့်စုံသောသာတော်မြတ်စွာဘုရားခင်ကိုရောဘုရားရဲ့ကျေးဇူးတော်အဖြစ်ဒီနေ့ဆရာစကဲနဲ့ဆရာမအပြင်းတို့ကိုရှင်ဘုရားဆုပ်ကဲစေလို့ကျေးဇူးတင်နေဒီနေ့မင်္ဂလာစီစဉ်ထိမ်းမြတ်ခြင်းစီစဉ်ပေါ်မှာသာရဘုရားကိယူနာမြတ်တာတဲ့အတူဝိညာဉ်တော်ဘုရားရဲ့အတူပါရှိခြင်းမဆာခြင်းလမ်းပြခြင်းဒီနေ့ကိုစားစားတဲ့ဆုံးတိတိုင်းကိုရှင်ဘုရားကိုရှင်လမ်းပြဖို့ဆောင်ကောင်းချီးပေးတဲ့အစီအစဉ်တစ်ခုစီတိုင်းမှာကိုရောကောင်းချီးပေးတဲ့မြတ်တဲ့ပဲဖြစ်ဖို့မဆာကျေးဇူးပြုလို့ပါအစီအစဉ်ကိုယေရှုနဲ့ကောင်းချီးပေးတယ်လို့ကိုရှင်ဘုရားဒီပါကြောင်းလက်ဝဲတဲ့အနာကမြတ်တော်သခင်ယေရှုကုသဖာလို့ခေါ်ဇက်ကဲနဲ့လမ်းနေသေးလို့ရဲ့တဇဝေအချင်းလင်များဖြစ်လက်ထထိမြတ်ခြင်းအစပြုတော်မှာဖြစ်သောကြောင့်ဒီကနေ့ရောက်ရှိလာတဲ့ပရိသတ်များဒီမင်္ဂလာပွဲဟာတဇဝေမဟုတ်ပါဘူးကျွန်တော်ကောင်းကွက်ပါတယ်ဆိုတဲ့လူရှိရင်ခုချိန်မှာပြောလို့ရပါတယ်ကောင်းကွက်မဲ့သူရှိပါသလားရှိပါသလားရှိပါသလားမရှိဘူးเนาะမရှိဘူးအဲ့တော့ဒီနေ့ဒီနေရာမှာမရှိတဲ့အတွက်ကြောင့်နောက်ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်သူမှပြောဆိုခွင့်မရှိတော့ဘူးဆိုတာကိုလည်းပြောချင်တယ်ဒီနေ့မောင်ပူတာဖာနဲ့မလာမနေသေးလို့ကိုလည်းမိခုမေးချင်ပါတယ်ဒီနေ့ကြီးမြတ်တဲ့ဖခင်ရဲ့ပလင်တော်ရှိမှဒီနေ့မင်္ဂလာဆောင်ထိမ်းမြတ်မှာဖြစ်တယ်အဲ့တော့တင်တို့ဒီမင်္ဂလာပွဲမပြုနိုင်ရအကြောင်းတဆုံတစ်ခုတင်တို့မှာရှိပါသလားမရှိဘူးဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပြိတ္တလည်းကောင်းကွက်မယ်လို့မရှိဘူးသူတို့နှစ်ယောက်လည်းမင်္ဂလာမဆောင်နိုင်အောင်ဘာပြဿနာမှမရှိကြောင်းပြောတဲ့အတွက်ကြောင့်ဒီမင်္ဂလာပွဲဟာတကြဝင်မင်္ဂလာပွဲဖြစ်ကြောင်းပြောကြလိုပါတယ်အဲ့တော့သူတို့သမီးကိုဘယ်သူအမလဲကျွန်တော်ဒီခါရောစီယာရဘယ်ကံကိုထံကအပါတယ်တလူတောင်းမလမ်းနေသေးကိုဖယားသခင်နှုတ်ပါတော်အတိုင်းအတူတူကပေါင်းတင်ရတရှင်တော်လက်ထချင်းဖြစ်တိမ့်ပိုက်ပါမည်လောသူကိုချစ်၍နှစ်သိမ့်စေကာလပါလုံးဝိတ္တရားအတိုင်းလိုက်ရှောင်းတဲ့အကောင်းမှုစွာပေါင်းတင်ပါမည်ဟုပစ္စာဂတိပြုပါသလားပေါင်းတင်ပါမယ်ကဲတလူသမီးကိုမြင်တယ်မလမ်းနေသေးတင်ဒီမောင်ဥဒ္ဒဖာကိုဘုရားသခင်နှုတ်ကပတော်အတိုင်းသူကပေါင်းတင်ရတရှင်တော်လက်ထချင်းဖြင့်တိမ့်ပိုက်ယူပြီလောဟုတ်ကဲ့တိမ့်ပိုက်ယူပါတယ်သူကိုချစ်ရင်နှစ်သိမ့်ဆက်လေးရဲ့ကြားမာဒီဖြစ်စေနာဒီဖြစ်စေကောင်းစားဒီဖြစ်စေဆင်းရဲဒီဖြစ်စေသူ၌မိဝေးတဲ့ဖြစ်တင်းတို့လူအသက်ရှင်တဲ့မြတ်ကာလပတ်လုံးဝိတ္တရားအတိုင်းလိုက်ရှောင်းရဲ့ကောင်းမှုစွာပေါင်းတင်ပါမည်ဟုပစ္စာဂတိပြုပါသလားဟုတ်ကဲ့ပစ္စာဂတိပြုပါတယ်ကိုရောကလည်းအဆောက်အဦ၌ဘုရားဖန်ဆင်းတော်မူသောသူတွေယောက်ျားနဲ့မိန်းမနှစ်ယောက်တည်းကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုယ်မိဘကိုဆွံ့၍ကိုခင်ဝန်၌ညီဝေးသဖြင့်ထိုသူနှစ်ယောက်လုံးသည်တသားတကိုယ်သည်ဖြစ်ရကြမည်ဟုကျမ်းစာလာဒီကိုတင်းတော်မဖောက်ဘူးတော်ထို့ကြောင့်လင်မယားတို့သည်တဦးမဟုတ်တဦးသည်ဖြစ်ဘုရားသခင်ပေါင်းဖက်၍
တဘိုးတင်တော်မူသောအရာကိုလူမခွဲမခွာစေနှင့်ဟုမိန့်တော်မူ၏တာပါတီမာလမီထေကိုကျွန်တော်ဤလက်ထစပြည့်အဖြစ် ဇနီးကြီး တိုင်းပါယူပြီးလေ တင်ပါရင်ပြီလေ ယနေ့ကစ၍ ဇနီးကစား တက်ကုံဆုံးတဲ့တိုင်အောင် အသက်ကိုစစ်တီ ဘဝခရီးတစ်လျှောက် ဘဝကိတိ တာယာဒီဖြစ်စေ တာရဖြစ် ကျမ်းသာခက်ခဲဒီဖြစ်စေ ကျန်တဲ့ကလေးဖြစ် ချမ်းသာဒီဖြစ်စေ ချမ်းသာလေးဖြစ် စိတ်ရည်ဒီဖြစ်စေ စိတ်ရည်ဖြစ် ကျမ်းမာဒီဖြစ်စေ ကျမ်းမာလေး နာဒီဖြစ်စေ နာရီဖြစ် သောရဖရာအမိတ်တော်နှင့်အညီ သောရဖျားမြတ်တော်နဲ့ ချစ်ချင်းမေတ္တာဖြစ် ချစ်ချင်းမေတ္တာ ကောင်းမွန်စွာ ကောင်းမှုစွာ ပြုစုလျက် ပြုစုတဲ့ ပေါင်းဖော်ပါမည်ဟု ဘောပပမီ ဂတိတစ္ဆာ ဂရတိစာ ပြုပါ၏ ယူပါ၏ ကျမလုံးနေသေးတယ် မောင်ကုတာဖာကို မန်ကူတာဖာကို ကျမဤ ကျမအေး လက်ထပ်ခင်ပေါ်အဖြစ် လက်ထက်ခင်ပုံ သိမ့်ပိုက်ပြည့်လေ တိတ်ပိုက်ပြီ ယနေ့မှစ ယ ၍ နေ့မှစ တက်ကုံဆုံးတဲ့တိုင်အောင် အသက်ကုန်ဆုံး ဘဝခရီးတစ်လျှောက် ဘဝခရီးတစ် တာယာဒီဖြစ်စေ တာယာဒီ ကျမ်းသာခက်ခဲဒီဖြစ်စေ ကျမ်းမာခက်ခဲဒီဖြစ်စေ ချမ်းသာဒီဖြစ်စေ ချမ်းသာဒီ စင်ရည်ဒီဖြစ်စေ စင်ရည်ဒီဖြစ်စေ ကျမ်းမာဒီဖြစ်စေ ကျမ်းမာဒီဖြစ်စေ နာဒီဖြစ်စေ နာဒီဖြစ်စေ သောရဖရာဤ ထာဝရဘု အ ရား မိတ်တော်နှင့်အညီ အမိန့်တော်နဲ့အ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းနဲ့ ကောင်းမွန်စွာ ကောင်းမွန် ပြုစုလျက် ပြုစုလျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါ ဂတိတစ္ဆာ ဂတိတစ္ဆာ ပြုပါ၏ ပြုပါ၏ အခုနဂတိတစ္ဆာပြုတဲ့အတိုင်းပဲဖြစ်တယ်ရွှေဆိုတာဒီမှာတောင်ပူကြီးတဲ့အရာဖြစ်တယ်တရားကိုကြည့်မယ်ဆိုလို့ရှိရင်အဆုံးမရှိဘူးပြောချင်တာဖခင်ရဲ့မေတ္တာနဲ့သူတို့နှစ်ယောက်တစ္ဆာစုတဲ့အတိုင်းတစ်သက်လုံးပေါင်းဖက်ဖို့အတွက်ရွှေအားဖြင့်သူတို့တက်တယ်ပြုမှာဖြစ်တယ်သူတို့သားကသူတို့သမီးကိုစွတ်ပေးမှာဖြစ်တယ်အလောင်းနေထိတ်ထုတ်ဒီဂတိတစ္ဆာပြုကြပြီးတဲ့အတိုင်းယခုအချိန်မှစရတရဝေယနေ့ခင်ဘောအဖြစ်တို့ချစ်မြောက်စေခြင်းကကျွန်ုပ်ဒီဘုရားသခင်၏ဓမ္မဝန်ဆောင်သူအနေဖြင့်နိုင်ငံတော်အစိုးရအနှင်းသောအခွင့်အာဏာဖြင့်၎င်းခမဲတော်သားတော်တာရှင်သောဝိညာဉ်တော်သုံးပါးသစုတည်ဟူသောဘုရားသခင်နာမတော်၌ထိတ်မြလက်ထပ်ပေးပါ၏တရားသခင်စုံဖက်တော်မူသောအရာကိုလူမခွဲမခွာစေနှင့်ဖဖယာကိုကိုကျေးဇူးတင်တယ်ဒီနေ့ဒီလိမ်များနှစ်ယောက်ကိုကုသဖာနဲ့လမ်းနေထိတို့ကိုကိုရောရှိလူရှိပရိသတ်ရှိမှာကျွန်ုပ်ကိုရောဗိတ်တိထားသောကျွန်ုပ်ဒီသူတို့ကိုလက်တင်ပြီးတော့လက်ထပ်ပေးပါ၏ဒီလိမ်များနှစ်ယောက်ဟာတစ်ယောက်မဟုတ်တော့ပါဒီနေ့မှစ၍နှစ်ယောက်မဟုတ်တော့ပါတစ်ယောက်တည်းဖြစ်ပါ၏တသားတကူတည်းဖြစ်ဘသူမှမခွဲမခွာစေရစာတမနာလည်းမခိုးမခွာစေရဒီနေ့မှစပြီးခမဲတော်သားတော်တာရှင်းသောဝိညာဉ်တော်အဖြစ်တရဝေလည်းများဖြစ်ကြောင်းကောင်းချီးပေးပါ၏ယေရှုနာမဖြင့်ကောင်းချီးပေးပါ၏ဒီချိန်မှာတရုတာကတရုသမီးကိုမျက်နှာပုံဖွင့်ပြီးတော့မင်္ဂလာချီးမြတ်တော်ရောက်ခဲ့ပြီ
တက်တဲ့အနေနဲ့ဆောင်ထားလာပြီးတော့ယူဖို့ပြပါဒီလေးကနဲ့ဖတ်မယ်ဆိုရင်လင်မယားအကြောင်းကိုသူတေချာပြောထားတယ်။လူနှစ်ယောက်ပဲရှိတယ်အာရန်နေဝါယောက်ကမယောက်ဖောက်ကိုဆွန့်၍ကိုမိမနဲ့နေရမယ်လို့ပြောထားတယ်။ဒါဘုရားစကားပဲ။တချို့ယောက်ျားတွေမိဘနဲ့ခွာမခွာနိုင်ဘူး။အဲ့တော့မိမကိုချစ်မိဘနဲ့ခွာပြီးတော့တတ်နေရတယ်။တော့ဒီနေ့မောင်ဇက်ကဲလည်းမိဘကိုခွာပြီးတော့ခင်မွန်းတယ်နဲ့တိတန့်နေရမှာဖြစ်တယ်။အဲ့တော့ပြဿနာအရှိဆုံးပဲ။အိမ်နေတဲ့အခါကျတော့ပြဿနာဖြစ်တယ်။တော့တိတန့်နေရမှာဖြစ်တယ်ဒါဒီနော်ကျွန်တော်သမီးတွေကျွန်တော်သားတွေအိမ်ထောင်ပြုတ်လို့အိမ်ခွဲပေးဖို့တော့အဆင်ပြေမယ်ဖြစ်နေအဲ့တော့အတူတကွနေထိုင်ချင်းအားဖြင့်တချို့ကိစ္စတွေကပြဿနာဖြစ်တယ်အဲ့တော့ချမ်းသာကိုတကယ်လိုက်ရင်ပြဿနာကင်းတယ်အဲ့တော့ချမ်းသာကိုတေချာလိုက်တော့တကယ်ပြဿနာကင်းတယ်ဟိုတုန်းကတော့ဖိုးဖွားတွေအိမ်အကြီးကြီးဆော့ပြီးတော့အဲ့တော့မှဝိုင်းပြီးတော့နေကြတယ်ဒီခေတ်ကတော့အဲ့ဒါဟိုတုန်းကခေတ်ဖြစ်တယ်တမန်ချမ်းသာတော့ယောက်ျားတွေမိဘကိုစွန့်၍ကိုခင်ပေါ်နဲ့နေရမယ်လို့ပြောတယ်တစ်ချက်အဲ့ဒါဆရာဇက်ကအဲ့ဒါတေချာပြင်ဆင်ထားဖို့အပေးခြင်းနဲ့ဒီနံပါတ်2ဘာပြောချင်လဲဆိုတော့တယောက်နဲ့တယောက်နားလည်ဖို့တယောက်နဲ့တယောက်အကြိုက်တူမှာမဟုတ်ဘူးတယောက်ဒီနေ့ကျွန်တော်လည်းလူမျိုးမတူဘူးအဲ့တော့ကျွန်တော်သမီးအပြောစားတယ်သူကအမှားစားတယ်ကငရုတ်တီးစားတယ်ကျွန်တော်မစားဘူးအဲ့တော့လမ်းလျှောက်ကျွန်တော်ညံ့တယ်သူကဖြည်းဖြည်းရှောက်တယ်အဲ့တော့မနှဲညှိရတယ်ဂီတာကျုံညှိတယ်လို့ညှိရတယ်အောက်ကညှိနဲ့အစီပြေသွားတယ်အဲ့တော့လင်မယားနှစ်ယောက်ယူခါစားတော့အခက်ခဲရှိလိမ့်မယ်အဲ့တော့စိတ်မပြတ်ဘူးနော်စိတ်မပြတ်ဘူးငါတို့အယူဆမတူဘူးအနေထိုင်လည်းမတူအစားတောက်လည်းမတူဆိုပြီးတော့အိမ်ထောင်ပွဲဖို့လုံးဝမစင်စားနဲ့အဲ့တော့ညှိနဲ့အစီပြေသွားမယ်အာမင်အပြည့်ညှိလုံးဝမပြောဘူးကျွန်တော်ကခရစ်တော်၌လူမျိုးတစ်မျိုးထဲပဲဖြစ်တယ်အဖက်ခန်းချင်းနဲ့15မှာဝိနည်းအထုံးဖွဲ့နဲ့ဆက်ဆိုင်သောရန်ညုံဖွဲ့ခြင်းအကြောင်းကိုခန္ဓာတို့တွေပြင်ရှင်းတော်မူသည်ဖြစ်ပိုင်းခြားလေရှိသောစัจ जा ဥဒ္ဒရိုင်းနာယကိုဖြုံပြ၍လူမျိုးနှစ်စုကိုတစုတည်ဖြစ်စေတယ်လူမျိုးနှစ်စုကိုတစုတည်ဖြစ်စေတယ်ဘာမျိုးလဲတမန်တော်19:78မှာငါတို့ဒီဖယားအမျိုးဖြစ်တယ်လို့ပြောတယ်ယေရှုသွေးနဲ့မွေးတဲ့ဖယားရဲ့သားသမီးတွေဖြစ်တယ်ကျွန်တော်တို့မှာအမျိုးတူတဲ့နိုင်ငံတူတဲ့ကောင်းကင်နိုင်ငံသားတွေဖြစ်တယ်အိမ်တူတဲ့ဖယားအိမ်တော်သားတွေဖြစ်တယ်သွေးတူတဲ့ယေရှုရဲ့သွေးနဲ့မွေးတဲ့လူတွေဖြစ်တယ်ရတဲ့ဝိညာဉ်တော်လည်းအတူတူပဲဒါကြောင့်လူမျိုးခွဲခြားတဲ့သူ့အမျိုးကိုယ့်အမျိုးနေ့အမျိုးငါအမျိုးဆိုတဲ့စကားလုံးဝအဲ့ဒါလူမျိုးခွဲခြားတဲ့စကားလုံးဝမပြောဖို့အတွက်အဲ့ဒါကိုလည်းအားပေးခြင်းနဲ့နောက်တစ်ခုကတော့ပြောခြင်းနဲ့ဆိုတော့ဘုရားတော်ကျွန်တော်တို့ကိုကောင်းချီးခံစားစေခြင်းနဲ့တင်တို့လင်မယားကိုကြွေးဝစေခြင်းနဲ့ကြားမစေခြင်းနဲ့နော်တာသမီတွေဝင်းဖားစေခြင်းနဲ့မြောက်များစွာတူပွားစေခြင်းနဲ့အဲ့တော့ဘုရားဖက်ကတော့တရားမှန်တယ်ဒါပေမဲ့ကိုယ့်ဖက်ကဘလောက်အတိုင်းသာသွားမလဲအဲ့ဒါအရေးကြီးတယ်မြေတာတော်ရှင်ကိုရောဘုရားတွေလူရှိတော်မူတဲ့ယောက်ျားတစ်ယောက်ဒီမနီကောင်းစုပြီးမှသူ့အတွက်အကောင်းဆုံးသောအဖို့မွန်တွိုင်းပက်ဟန်စင်းလေခဲဒီသူ့ရဲ့အကူအငယ်အထောက်အပံ့ရဖို့ရန်သမီးလမ်းတဲ့ချေကိုပြင်ဆင်တော့ကြောင့်ကိုရောဂျေစုတဲ့မှာဤဇနီးမောင်နှံဒီထာဝရဘုရားရဲ့မေတ္တာ၌ထုံးဖွဲ့ခြင်းဟာလေခိုင်ခန့်တော်မိသားစုကောင်းစားအောင်မြတ်တော်မိသားစုအစအရာမှာစုလင်ခြင်းကိုဦးတည်လေထာဝရဘုရားရဲ့ပုံတန်တော်ကိုဖော်ပြထင်ရှားစီတော်မိသားစုဖြစ်ပါ၏တို့ရဲ့မိသားစုအတိုင်းဝိုင်းအားဖြင့်ကိုရောဘုရားရဲ့ဂုဏ်တော်အမျိုးဤဂုဏ်တော်အတိုင်းဝိုင်းဂုဏ်နဲ့အသေးတော်ဤဂုဏ်ကိုမြင့်တင်ပြီးတော့မိသားစုဖြစ်စီတော်မူပါသာသမီအမွေဥစ္စာအားဖြင့်ကောင်းချီးပေးပါဝိညာဉ်ပန္နာများအားဖြင့်လည်းကိုရောကောင်းချီးပေးပါဉာဏ်ပညာပန္နာအားဖြင့်လည်းကောင်းချီးပေးပါဝိညာဉ်တော်ဖွင့်ပြတော်နဲ့တော်ဘဝရဲ့စာရိတ္တအမျိုးမျိုးအားဖြင့်လည်းကိုရောသာသမီများကိုကောင်းချီးပေးတော်မူပါသူများတကာထက်သာဆွေရှိပြီးတတ်တော်သာသမီများဖြစ်လျက်ဓမ္မဝိတ္တရားအားလုံးကိုစွန့်လန်းစွာပေါ်ပြနိုင်တော်မိသားစုဖြစ်စီတော်မူပါသာသမီအားဖြင့်သူတို့ကိုရောကောင်းချီးပေးတော်မူပါလမ်းတော်တဲ့ခါမှာကောင်းကင်တမန်များဒီသူတို့နဲ့တူပါရှိတဲ့လုပ်ငန်းတိုင်းမှာလည်းကျန်ထားမြောက်တော်မိသားစုဖြစ်စီပါနာနဲ့ထားတဲ့ချိန်တိုင်းမှာကိုရောဘုရားရဲ့ပြုံးပြခြင်းမျက်နှာတာကိုခံစားတော်ဇနီးတော်မောင်နှံဖြစ်ခြင်းအပြင်သူတို့ဒီနေ့တိုင်းပြောင်းဆွေတဲ့ကိုရောဘုရားရဲ့မျက်နှာတာကြီး
သူတို့ရဲ့အကွယ်အကာဖြစ်ပါစေစရီမောင်နှံကြားမှာဖြစ်မကောင်းတဲ့အရာများကိုဖြစ်စီတတော့အတူရပေါ်နဲ့အပြောင်းအဆုအနိယထိုင်အားလုံးကိုယေရှုနာမနဲ့ဖယ်ရှားပါ၏သူတို့ဒီမိသားစုကောင်းစီဖြစ်တော့သာသမီစတနာဩစာစီစင်စတနာစီပွားကောင်းစားတတ်တော်စတနာအမျိုးမျိုးကိုပြင်ဆင်ပြီးတော်မူပါထာဝရဘုရားရဲ့ထုံးဖွဲ့တော်မူသောကောင်းကင်ဤစွာရချမ်းသာခြင်းကိုဤလောကမှာထင်ရှားစေတဲ့တပည့်တော်ကောင်းမြတ်ဖြစ်စေတဲ့ဘုရားဘုရားတာသမီမြတ်ကိုချီးမြှောက်တော်မူပါဒီနေ့ကျွန်တော်တို့အားလုံးအမြင်၌ကျွန်တော်တို့ရဲ့မျက်မှောက်၌ဘုရားပြုတော်အမှုဒီကြီးမားတဲ့အန်အောစံဖြစ်ပါ၏မိသားစုကိုဆုံးလန်းစွာစတဲ့စီရောဘုရားဘုရားဒီသူတို့ရဲ့အနာဂတ်ရှောက်လုံးမှာဘုရားဘုရားရဲ့ผู้สองชินมาสะชินอาชินชินตีหันตัดดอนลุงตาเนี่ยติดสาตะบอตยาเนี่ยกราตาตมีเมียผู้สองดอมูบ้าอินทองติดผิดดอตาตมีเมียผู้เยซูนามาดอเมียในกองชีเปียตติดดอเชมาอันนันแบบกราเปียตตินอาเมนကျေးဇူးတောင်းချင်ဖို့ပါတယ်အားလုံးလက်ခုပ်ကြည့်ပြီးတော့ကြိုဆိုကြရအောင် Hello အားလုံးကတခင်ရှင်နဲ့မင်္ဂလာပါလို့လို့ဆိုချင်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့မင်္ဂလာအခါဘက်မှာကျေဝနာပေးတဲ့ဆရာသမားတို့မိတ်ဆွေတို့အကုန်လုံးကိုလည်းယေရှုတင်တယ်ဆက်လက်ပြီးကျွန်တော်ကိုညီကြီးလိုမျိုးအမြဲတမ်းကိုညီပေးတဲ့ဆရာမသားတို့ရဲ့ကြောင်းများဆရာတော်မိသားစုတွေရဲ့ယေရှုတင်တယ်ဆက်လက်ပြီးကျွန်တော်တို့ကိုဒီနေရာမှာအေရှိလိုမျိုးအခါပေးတဲ့ဆရာတော်တို့ရဲ့တိနုများကိုလည်းရဲ့ကျေးဇူးတင်တယ်တိခပြည့်ဆရာတို့ရဲ့မျိုးစင်းကိုလည်းရဲ့ကျေးဇူးတင်တယ်ဒီမှာတလူသားတို့တလူတမီအရာတို့တလူတမီတလူသားရဲ့အရာတို့လုပ်ပြတဲ့ညီကိုတို့လည်းရဲ့ကျေးဇူးတင်တယ်လာပြတဲ့ကိုညီပြတဲ့အဆက်ဆက်ရအခုစနိုင်မချအကောင်းမဆိုးအကြံဉာဏ်ပေးတဲ့ကိုညီပေါ့ပို့ပြတဲ့ယူချီလူတာဆိုအတိတ်ကိုလည်းရဲ့ကျေးဇူးတင်တယ်နေနဲ့ကျေးဇူးတင်စကားပြောချင်တယ်ဆက်လက်ပြီးဒီစေကိုပြုဒီစေကိုပြုရှိရင်ဘုရားနဲ့တူတူမီရဲ့ပြည်စင်ထားရအစားတပ်ကိုသုံးဆောင်ပြီးမှကြာပြီးပါလို့ပြတရားခံချင်တာဖြစ်တယ်။ရသနာဘုရားကောင်းကြီးပြပါစေ။ အချိန်ကောင်းအခွင့်ကောင်းကိုပြင်ဆင်ပေးတဲ့ဘုရားသခင်နာမကပါဆက်ဆက်ပုံချွေမင်္ဂလာရှိပါစေ။ကျမတို့နှစ်ယောက်ကမြင့်တဲ့အတိုင်းပဲအတိုင်းဝဲမရှိဘူးအတင်းတော့မရှိပေမဲ့ဖယားရဲ့နောက်ထောက်ပြီးတော့အဖက်ကအတင်းတော်လူချီတွေအဖွဲ့အစည်းတီးကလူချီတွေကဖယားမြစ်တာနဲ့ကျမတို့ကိုလာရောက်ပါဝင်ပြီးကျေးဇူးပြုတဲ့အတွက်အယုတ်ရှိစေတဲ့ကျေးဇူးတင်တယ်တမီးတို့မှာဘာမှကြံပေးစရာမရှိတော့ရလဲတကူကြည့်တော့ဖယားကရောက်ရှိလာတယ်လူချီမျိုးပါအယုတ်ရှိစေတဲ့ကိုဘုရားထာကလာတယ်ကောင်းချီးမင်္ဂလာအလုံးစုကိုအလုံးစုံနဲ့ပြန်လာပြီးတော့ကောင်းချီးပေးဖို့ယေရှုနာမနဲ့ကောင်းချီးပေးပါရအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဖဖယားဒီနေ့စကနေဆုံးချတိုင်အောင်ပေါဆုံးလံပြပူဆောင်ပေးတဲ့အတွက်ဘုရားကိုကျိုးကျေးဇူးတင်ပါ၏ခရစ်ရှင်သူတို့သားဇခေပေါ်နိုင်တော်လကောင်းသူတို့သမီးလာတဲ့သင်ပေါ်နိုင်တော်လကောင်းဆက်လက်ပြီးတော့ကောင်းချီးပေးနာတော်ပါသူတို့အစာပြုသောအင်ချောင်းကြီးကိုလည်းအစာပြုပေးတဲ့ဘုရားသခင်ဖြစ်တယ်လို့ဆုံးချတိုင်အောင်ခရစ်ရှင်လံပြပူဆောင်ပေးပါမိကြောင်းဆက်လက်ဆုတောင်းပေးလိုပါ၏သူတို့စေတနာဒါစိတ်ကြောင့်ကျွန်တော်ဧပြီကတည်းကပင်စင်ပေးတဲ့အစားတော့ပေါ်နိုင်တဲ့ correction ကောင်းချီးပေးနာတော့ပါသူတို့ရဲ့ပေးကမ်းခြင်းတွေအာသမ်ဖြစ်စေပဲစပေါင်းများစွာသူတို့ရဲ့ပေးကမ်းခြင်းပေါ်နိုင်ကောင်းချီးတက်ရောက်စေပါမိကြောင်းလည်းဆုတောင်းလိုပါ၏ကျွန်တော်တုံဆောင်ကြတဲ့ခါမှလေးတုံဆောင်လေးတို့ရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်စေတဲ့ခန္ဓာကိုယ်အာဟာရဖြစ်စေပါမိကြောင်းယေရှုတော်ကောင်းကိုချီးမွမ်းတဲ့ယေရှုနာမ၌တုံဆောင်ကြပါ၏ဖောက်ဖျားခင်အာမင်
ရွှေ၍တောင်ငယ်တို့တွေလှူရှားတော်လဲငါဤမေတ္တာတွေတင်တို့ရှိကဘယ်တော့မှမရွှေဘူးလို့ပြောတော်မူသောဘယ်တော့အခါမှရွေးတော်ခြင်းမရှိတဲ့မေတ္တာနဲ့လောကီလူသားအပေါင်းတို့ကိုချစ်တော်မူသောဖခင်မေတော်ရဲ့မေတ္တာတော်အဖြစ်တစ်ဆက်မှမရှိတော့လဲတခုကဲ့သို့ဓမြကဲ့သို့လူသားသမားကဲ့သို့လက်ဝါးကားတိုင်းပေါ်မှာအသက်ပေးလျက်လူသားအားလုံးရဲ့ဖြစ်ချွေးကိုအသက်နဲ့သွေးနဲ့ခြေအောင်ဆက်ပေးလျက်တကြိုချင်းကဘယ်ဖျားမှမအောင်နိုင်တဲ့တေခြင်းမိစုမောင်အောင်လို့ရှင်ပြန်ထမြောက်တော်မူသောတားတော်မြတ်သခင်ရှုခရစ်တော်ရဲ့မဟာရွေးနှုတ်ခြင်းကျေးဇူးတော်ခမဲတော်ရဲ့ကြီးမားတဲ့မြတ်တော်နားလေစေရင်တားတော်ယေရှုရဲ့လက်ဝါးကားတိုင်းပေါ်မှာပြုပေးတဲ့ကျေးဇူးတရားကိုသဘောပေါက်စေရင်နေ့ရက်တိုင်းအချိန်တိုင်းမှာမျက်မှောက်တော်ထဲမှာဆွဲခေါ်လျက်တမန်တရားလမ်းကြောင်းပေါ်မှာတွင်တင်လမ်းပြနေတဲ့တာရှင်တော်ဝိညာဉ်တော်ရဲ့တွင်တင်လမ်းပြပူဆောင်ခြင်းခမဲတော်တာတော်တာရှင်တော်ဝိညာဉ်တော်ဘုရားထံတော်ပါမလာတော့လူတို့ကြံစည်မမြင်နိုင်တော့ကြီးစွာသောညင်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းကြမ်းမာခြင်းချမ်းသာခြင်းဝိညာဉ်တော်နဲ့ပြည့်ဝခြင်းကောင်းခြင်းမင်္ဂလာပေါင်းတို့ဒီနေ့ကိုရောရှိလူရှိမှမင်္ဂလာဆောင်သွားကြတဲ့ဆက်ဇက်ကဲနဲ့လမ်းနေသေးတို့ယနေ့မောင်နှံအပေါ်မှာတော့၎င်းသူတို့ကိုချစ်၍ရောက်ရှိလာကြကုန်သောညီကိုမောင်နှံရောက်စီတိုင်းအပေါ်မှာတော့၎င်းထို့သောကောင်းကြီးဒီကနေ့မှစပြီးတခင်ပြန်နဲ့ကြွလာမယ့်ခြေဆောင်ခြင်းနေ့ရက်တိုင်အောင်အစဉ်အမြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင် I don't promise skies without rain or a life untouched by pain, but I promise to stand through the storm, to hold you when the night feels long. I won't be perfect, but I'll be true, and every day I'll choose you, not just in joy, but when it's hard, I'll love you with my whole heart. This is my vow before the King, to love you more than anything, to walk in grace, to serve, forgive, to lay down self so love can live. I give you all, not just for now, for every breath. This is my vow. When time has worn our faces thin, and years have carved their lines within, I'll still be reaching for your hand, still walking where the Savior stands. Through every high and every fall, I'll love you through and give my all. Not just emotion, but sacred choice, led by God's unfailing voice. This is my vow before the King, to love you more than anything, to walk in grace, to serve.